hello ဒီ vlog ကတော့လူအယောက်60ကျော်အတွက်တက်သားကို share ကြော်ကျွေးတဲ့ vlog ပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဝယ်လာတဲ့တက်သားထုတ်ကိုခွာလို့လွယ်အောင်ရေထဲမှာနိုင်ယူဝက်လောက်စိမ့်ထားလိုက်ပါမယ်ရှင်သူအယောက်60ကျော်အတွက်ဆိုတော့ကလေးတွေကလည်းဝိုင်းပြီးတော့လုပ်ကူကြပါတယ်ရှင်ခွာတဲ့သူတွေကလည်းခွာတက်သားခုတ်တဲ့သူတွေကလည်းခုတ်ဆိုတော့နားထောင်ကြည့်လိုက်ပါသူတို့အတန်ကြီးပါပဲပါဝင်ပစ္စည်းတွေထည့်နေတဲ့အခါမှာကျွန်မလည်းဟိုပြေးဝဲတီပြေးဝဲနေဆိုတော့ဘာမှမရိုက်လိုက်ရပါဘူးရှင်တပီမဲဗီဒီယိုထဲမှာတခြားတွေပြန်ရေးထားပေးပါတယ်နော်ဒီမှာတော့ဆက်လေးစားချင်လို့တဲ့ငရုတ်တီးနှစ်ပူလောက်လာမသိဘူးကြိတ်ပြီးတော့ထည့်လိုက်တာမွေတဲ့အမှန်ကြတော့လေသူကငရုတ်တီးတက်ကိုပြန်ကြုံမယ်ပြီးတော့စက်တံပြူတက်ကြုံရတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ပို့ပြီးတော့လည်းကြက်ညံပါလေရှင်ကဲချက်သားတွေကိုစပြီးတော့ကြော်လိုက်ပါပြီရှင်ချက်သားကို2နာရီကတည်းကစပြီးတော့ကြော်လိုက်ပါတယ်ကျမကတော့ဒီဗီဒီယိုကိုအိတ်တက်နေတဲ့အချိန်မှာတရေတွေလည်းမျိုးကြရတယ်စသေးတွေလည်းမျိုးချရတယ်ဒီချက်သားကြော်ကိုပြန်ပြီးတော့ထပ်စားချင်တယ်ပေါ့နော်ကျမဒီဗီဒီယိုကိုတင်ပြီးတွားရင်လည်းနောက်ထပ်တစ်ခါထပ်လို့စားဖြစ်အောင်ပါဘာလို့လဲဆိုတော့သူကဆက်လေးနဲ့ဒီလိုစက်သားကြော်ယူနဲ့မတူပေါ့နော်စက်တုံဖြူအနံ့လေးရမယ်ငရုတ်ဒီအနံ့ဆက်မွေးလေးရမယ်ဆိုတော့ကျမနောက်တစ်ခါလှုပ်စားဖြစ်အောင်ပါကဲစက်သားတွေလည်းအကုန်လုံးကြော်ပြီးသွားပြီဆိုတော့ခုနစီတက်ထားတဲ့စက်တုံဖြူနဲ့ငရုတ်ဒီကိုထည့်ပြီးတော့တမအောင်မွေးလိုက်ပါမယ်မာလာမုံလေးအပေါ်မှာနည်းနည်းလေးဖြူလိုက်ပါမယ်ရှင်အဆက်စားနိုင်ရင်တော့မာလာမုံကိုတိထပ်ပို့ပြီးတော့ထည့်လိုက်ပါနော်ဒီမှာခါကျတော့ငရုတ်တီလေးလည်းပါပြီးသားဆိုတော့3ထုပ်လောက်ပဲထည့်လိုက်ပါတယ်အယောင်လေးလာသွားအောင်စက်တုံမိတ်ပါဖြူထည့်လိုက်ပါမယ်လူအယောက်60ကျော်အတွက်ဆိုတော့မလွယ်ပါဘူး2နာရီကတည်းကလုံနေတာကို6နိုင်ခွဲ9နိုင်လောက်မှစားရပါတယ်ရှင်အားလုံးလည်းလိုက်လို့စားကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြမယ်